ငစိမ့်တယ်မာကြီးစောစောကြီးကြီးဘာလုပ်နေရတော့ဘယ်လိုစကားပြောရတော့ဒါငါလုပ်နေတယ်လေမမြင်ကဒီငါအရန်စားလောက်ကားလေလေ你人在干嘛啦？ရမ်းကြိုက်ပါတယ်妈妈，你养当鸡吧先。你人在哪里干嘛？มาเที่ยวไปไล่บ่าวนะจะมาต่ออะไรจากตะขาเลยตะขาเลยกางเปียกตัวยางต่อเลยครับสักปันเดียวอ่ะดิงาเห็นใช่ไหมเชนแค่ก้าวๆง่ายเลยไปรู้มากไปรู้เนาะကောင်းကောင်းရိုက်နေပဲเห็นแช่ตะมิวได้ต่อแล้วเขาจะมากงต่อเลยงานเราได้ต่อเลย ဘတ်စုံတော်တယ်จะมาเสยเด็ดมาด้วยล่ะงากงเราเด็ดมาရပြီလားဒီမှာနော်ငါတဲ့လောက်ထားတယ်งานเราပြီးသွားပါပြီရှင်စမကမနက်ပိုင်းငါလောက်ပြီးတာနဲ့ဒီမှာရေချိုးတလို့မျိုးအစေးရတယ်ရှင်ဒီမှာပါငါပြပေးလိုက်ဒီမှာစမကိုယ်တိုင်လောက်ထားပါတယ်ရှင်ဟင်းချက်မယ်နော်ဒီစတူတို့ရေနေဝင်းရွှေဟင်းချက်မယ်ပြီးလို့ရှိရင်ဒီမှာငါစေးဖို့စားရယ်မကြီးရယ်စားရယ်မကြီးရယ်ဒီလိုမျိုးစေးမယ်နော်ငါအနက်ကမညင်ရအောင်ဒီလိုမျိုးစေးရပါတယ်ရှင်နော်ဒီလိုမျိုးစေးတယ်နော်ဒီလိုမျိုးအရင်စေးတယ်ငါအနက်မညင်ရအောင်ဒီမှာကျမသားလေးဖေလေးကစေးပေးနေပါလေရှင်နော်ဒီနေ့နဲ့ထက်လားနော်ဒီလိုမျိုးစေးတယ်နော်မညင်ရအောင်အဲ့လိုမျိုးစေးရပါလေရှင်တန်လေးစေးရတယ်ငါအနက်ကသူမထွက်ရအောင်နော်နင်းချက်တဲ့ခါကျလို့ရှိရင်သူအနက်မထွက်ရအောင်ဒီလိုမျိုးစေးရတယ်ဒီလိုမျိုးခဏလေးထားရတယ်နော်အဲ့လိုမျိုးဒီလိုမျိုးလေးရေငါးရေစေးရတယ်နော်အများကြီးစေးရတယ်အဲ့ဒါမှသူအနက်ကပျောက်ရအောင်ဒါချက်သွန်ထဲလိုက်ပြီနော်ချက်သွန်ကဲဒီမှာငါပေးလဲထဲလိုက်ပါပြီရှင်ကဲငါရောက်တီးထဲလိုက်ပါပြီရှင်ကဲအကောင်ထက်ကဲဟင်းချုံမောက်ပါအသားမောက်ပါရှင်ရပြီကဲအကောင်လုံးဆူပန်းပြီးတော့ဟင်းမွေးမဆလာတထောက်ယူလာကဲစီတက်မယ်ရှင်အဲ့တော့စီတက်တဲ့ချိန်မှာဟင်းမွေးမဆလာတထောက်ထဲလိုက်ပါတယ်ရှင်ဟင်းလေးအနက်လေးမွေးရအောင်နော်ဟင်းမွေးမဆလာတထောက်ထဲလိုက်ပါတယ်ရှင်ဒါချင်းပေါင်ဟင်းကြိုငါးဟင်းနဲ့စားဖို့ချင်းပေါင်ဟင်းကြိုချက်နေပါလေရှင်เอาอะไรนะคะဒါချင်းပေါင်ဟင်းချက်နေပါလေရှင်အရေးနဲ့နဲ့နော်မြန်မာပုံစံနဲ့ချက်နေပါလေရှင်ကဲချင်းပေါင်ဟင်းရပြီဆိုရင်တော့ငါပြီးထဲလိုက်ပါပြီရှင်ဒီမှာငါပြီးနဲ့အစာပလာနဲ့ထဲလိုက်ပါပြီရှင်ဒါချင်းပေါင်ဟင်းကြိုပါမြန်မာပြည်ပုံစံမျိုးစစ်လေးချက်ထားပါလေရှင်ချွဲလေးနဲ့ပေါ့နော်အရေးနဲ့နဲ့ကဲချင်းပေါင်ကြိုချင်းပေါင်ဟင်းကြိုရသွားပါပြီရှင်ငါကတော့အစင်လေးဖြစ်သွားပြီဆိုရင်တော့ဒီမှာထည့်လိုက်ပါပြီရှင်ငါကပြောင်ကြော်ထားနော်
ချိုပြီးတော့ဖျားပြတ်နှက်တယ်ကဲထဲလိုက်ပါပြီအမလေးဖျားကမရငါ့ဆုံးအပြားပေးအောင် special နော်ဒီမှာ special number 1ပါငါရောင်ကောင်းကြီးကိုကျမကြော်လိုက်တယ်ကြော်လိုက်ပြီးတော့မှကျမတတ်ထားတဲ့စီနဲ့ပြန်နှက်ပါတော့ဒါလေးကမကြီးရည်ပါမကြီးရည်ထဲလိုက်ပါပြီရှင်နည်းနည်းချင်းလေးမှစားလို့ကောင်းတယ်နော်ကဲဟင်းလေးအခြေအနေလေးရနေပြီဆိုတော့စကားဖို့ပဲကြံတော့တယ်ရှင်နော် Oh my god special number 1ပါရှင်ဒီမှာကျမသားလေးထည့်လိုက်ပါပြီရှင်ဟင်းမွေးမဆလာထည့်လိုက်ပါပြီရှင် Oh my god ကြွလာပါပြီရှင်အေးဒီမှာကြည့်လိုက်ပါအောင်ရှင် special number 1เนาะဒီမှာငါရောင်ကောင်းကြီးဟင်းမရှင်ကဲဖေလူမဖိတ်ခေါ်လိုက်ပါအောင်ရှင်အားလုံးပဲလာသားကြောက်ဖိတ်ခေါ်ပါလေဗျာအေးအကျဲကျဲပြောကျဲကျဲပြောအားလုံးပဲလာသားကြောက်ဖိတ်ခေါ်ပါလေဗျာအေးအရန်ကောင်းတယ်မလားအနက်လေးမှုေးလားအေးမကြည့်လိုက်ပါဦးရှင် special number 1เนาะဒီမှာငရောင်ကောင်းကြီးအေးအရန် special ကကဲကြည့်စုတူတို့ရေလာစားဖို့ဖိတ်ခေါ်ပါတယ်ရှင်ကိုစိတ်မကပြချမ်းသာမှုကြပါကုန်တရီ